နောက်နေ့မနေ့အေဂရီသူအဘစီရောက်ခဲ့တယ်သူဖြစ်လာခဲ့တဲ့အကြောင်းအရာတွေပြောပြတော့သူအဘကပြောပြတယ်အရင်ကအဲ့ဒီနေရာမှာစံနေနီလို့ခေါ်တဲ့အင်္ဂေဟာတစ်ခုရှိခဲ့တယ်အရန်ခမ်းနားပြီးကြီးကျယ်တဲ့နေရာတစ်ခုပေါ့ဒါပေမဲ့ဒီနေ့တော့ကံကြမ္မာဆိုးဝင်ရောက်ခဲ့တယ်ခုနောက်ပိုင်းညဘက်တယောက်တည်းခီးသွားတဲ့သူတွေဆိုရင်ဒီစံအိမ်ကြီးကြီးကိုမြင်တွေ့ဖူးကြတယ်လို့ပြောကြတယ်သူအဘကကဲတွေးမနေနဲ့တမီးစားဖို့အဘပင်းစင်ပေးမယ်ဆိုပြီးထားသွားခဲ့တယ်အေဂရီတပ်ပင်ချရင်